Hi အန်နဆိုင်မြန်မာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာတကယ်ကျွန်တော်ရေပြီးခဲ့တဲ့လပိုင်းက season 3 part 2နဲ့အတူဇလန်တစ်ခုလုံးကိုလုံးဝပြည့်စုံလွန်းလာတဲ့တမိုင်းဝင်ဇာတ်ကားကြီးနဲ့အဆုံးသတ်ပြသွားတဲ့ Fire Force ကိုအစားဆုံးကြည့်ပြီးကြပြီလားဒီကားရဲ့ဇာတ်သိမ်းပိုင်းဟာ Shonen anime တမိုင်းမှာအစမ်းသစ်ဆုံးညံအကောင်းဆုံးနဲ့ fan တွေအားလုံးပါးစပ်အဟောင်းသားဖြစ်သွားစေခဲ့တဲ့တကယ် masterpiece ဇာတ်သိမ်းလို့ပြောရင်လုံးဝမမှားပါဘူးmanga ရော anime ရောဇာတ်သိမ်းကအတူတူပဲလားလို့မေးနေကြတဲ့တကယ်ချင်းတွေအတွက်အခုဗီဒီယိုမှာဖြေပေးလိုက်ပါမယ်နော်မူရင်း manga ရဲ့လျှို့ဝှက်ချက်တွေအတိုင်းလုံးဝတစ်ထပ်တည်းတူတူပဲပြီးဆုံးသွားခဲ့တာပါဗျာအထူးသဖြင့်ဆရာကြီး Atsushi Okubo ရဲ့အရင် masterpiece ဖြစ်တဲ့ Soul Eater ကဘာကြီးနဲ့ဘယ်လိုတောင်ထူးထူးဆန်းဆန်းချိတ်ဆက်သွားလဲဆိုတာကို full series deep dive ဗီဒီယိုကြီးမှာ season 1ကနေနောက်ဆုံးဇာတ်သိမ်းအထိတသေးစိတ်ကိုဖြည်းဖြည်းချင်းခွဲခြမ်းစိတ်ဖြာတင်ဆက်ပေးသွားမှာမလွတ်အလုံးဝလက်မလွတ်တဲ့အဆုံးထိကြည့်လိုက်ရအောင်ဗျာကဲဇလန်ရဲ့အစကိုပြန်လည်ကြည့်လိုက်ရအောင်ဗျာ Fire Force ရဲ့ကဘာကြီးကလူသားတွေဟာအကြောင်းပြချက်မရှိပဲခန္ဓာကိုယ်တစ်ခုလုံးအလိုအလျောက်မိတောက်လောင်ပြီးမကောင်းဆိုးဝါး infernal first generation တွေဖြစ်လာတဲ့ထူးဆန်းတဲ့ကဘာကြီးပေါ့မင်းသားရှင်းရခုဆာကာပဲကတော့သူ့ရဲ့ခြေထောက်ကနေမိတောက်တွေထုတ်နိုင်တဲ့တတိယမျိုးဆက် third generation စွမ်းအားရှင်တယောက်ဖြစ်ပြီးသူ့ရဲ့မိခင်နဲ့ညီလေးကိုတတ်သွားတဲ့မိလောင်မှုကြီးရဲ့အမှန်တရားကိုရှာဖွေဖို့အထူးတပ်ဖွဲ့ဝင် Fire Force Company 8ထဲကိုဝင်ခဲ့ပါတယ်။ Season 1နဲ့ Season 2မှာဇလန်ကကဘာကြီးရဲ့တမိုင်းကြောင်းတွေနောက်ွယ်ကလှုပ်ဝက်ချက်တွေကိုတဖြည်းဖြည်းချင်းဖော်ထုတ်ခဲ့တယ်ဗျ။လူတွေမိတောက်လောင်တာကတဘာဝကြောင့်မဟုတ်ဘဲ The Evangelist နဲ့သူ့ရဲ့နောက်လိုက်အဖွဲ့ဝင် White Club တို့ရဲ့စနစ်တကျလှုပ်ကြံမှုဖြစ်နေတာကိုသိလိုက်ရတယ်ဗျ။သူတို့ရည်ရွယ်ချက်ကကဘာကြီးကိုဒုတိယအကျယ်မိလောင်ပင်လယ်ကြီးအဖြစ်ပြောင်းလဲမဲ့ The Great Cataclysm ကြီးကိုဆင်နွှဲဖို့ပါပဲ။ကြီးအတွက်အထူးဆန်းအရှင်၈ယောက်ဖြစ်တဲ့ Pillars တွေကိုတယောက်ပြီးတယောက်လိုက်လံဖမ်းဆီးခဲ့ကြတယ်။အဲ့ဒီနေရာမှာရှင်းရတဲ့ညီလေးရှိုခုဆာကာဘဲကလည်း White Club တွေရဲ့တိမ့်သွင်းခြင်းကိုခံခဲ့ရပြီး Ted Pillar အဖြစ်ရန်သူဘက်ကနေမင်းသားကိုပြန်ချတဲ့ဇက်ကွက်တွေက Season 1နဲ့ Season 2မှာအရန်ကိုကြည့်ကောင်းစေခဲ့တယ်ဗျာ။ဒီနေရာမှာ Season 3နဲ့ Season 3 Part 2ဟာ Shonen Action ကားတွေထဲမှာအကောင်းဆုံးတစ်ခုဖြစ်လာခဲ့တယ်ဗျ။ Season 3အစမှာတည်းတကယ်ကိုရင်သက်ရှုမောစရာဇက်ကွက်တွေအလှည့်အပြောင်းကြီးမားတာတွေလာတယ်ဗျ။ Empire တဲကတစ္ဆပေါက် White Club တွေရဲ့လှုပ်ကြံမှုကြောင့် Captain Obi ကမတရားဖမ်းဆီးခံခဲ့ရပြီးသူ့ကိုသွားကယ်ဖို့ကြိုးစားတဲ့ Company 8တစ်ခုလုံးကို Emperor ကတစ္ဆပေါက် Traders အဖြစ်တရားဝင်ကြေညာပြီးလိုက်လံနှိမ်နင်းခံခဲ့ရတယ်ဗျ။ဒါကြောင့်သူတို့တွေဟာထွက်ပြေးရင်းနဲ့ဖူရှူအကျဉ်းတောင်တဲက Obi ကိုခက်ခဲကယ်ထုတ်ခဲ့ရတယ်ဗျာ။ဒီလိုနဲ့ Empire တစ်ခုလုံးကိုစိုက်ကျင်ပြီးတိုက်ပွဲဝင်ခဲ့တဲ့အပြင်မင်းသားရှင်းရရဲ့ပြိုင်ဘက်တငယ်ချင်း Arthur နဲ့ White Club အဖွဲ့ဝင်တွေကအချမ်းဆုံး Dragon တို့ရဲ့တိုက်ပွဲကိုအရန်ကိုမိုက်တယ်ဗျာ။အာသာကသူ့ကိုသူ Knight လို့စိတ်ထဲကနေယုံကြည်ပြီး Excalibur ကိုတုံးပြီးအာကာသားထဲထိတက်ချတာဗျ။သူ့ရဲ့စိတ်ကူးရင် delusional ကအဆင့်လွန်သွားတဲ့အခါကဘာကြီးပေါ်မှာအစွမ်းထက်ဆုံးစွမ်းအားကြီးဖြစ်လာပြီး Dragon ကိုနှိမ်နင်းပြသွားတာရှုံနန်သမိုင်းမှာအမိုက်ဆုံး fight scene တစ်ခုဖြစ်သွားခဲ့တယ်ဗျာ။ဒါပေမဲ့အာသာရဲ့အောင်ပွဲက The Great Cataclysm ကိုမတားခဲ့နိုင်ဘူးဗျ။ White Club တွေရဲ့အစီအစဉ်အောင်မြင်သွားခဲ့ပြီးအထိုးလာကဘာကြီးနဲ့လူသားတွေကဘာကြီးပေါင်းဆွတ်သွားခဲ့တယ်။ရလက်ကတော့ကဘာကြီးတစ်ခုလုံးမိလောင်ပျက်စီးပြီးလူသားတွေအားလုံးပြဖြစ်သွားခဲ့တယ်ဗျ။ဒါကတခြားရှုံနန်ကားရဲ့နဲ့မတူတဲ့အချက်ပဲ။ရန်သူတွေကကဘာကြီးကိုဖျက်ဆီးလိုက်တာလူသားတွေရဲ့စိတ်ထဲမှာတရားမှကိုကြောက်တဲ့စိတ် despair ရဲ့အဆုံးထိရောက်သွားခဲ့တယ်။အဲ့ဒီအချိန်မှာကဘာကြီးကလုံးဝကိုပျက်စီးသွားခဲ့တယ်။ဒါပေမဲ့ဇလန်ကအဲ့ဒီနေရာမှာပြီးမသွားဘူးဗျ။မင်းသားရှင်းရသူ့မိခင်နဲ့ညီလေးရှိုတို့ပေါင်းဆက်ခါရှင်းရဘန်ရှိုဆိုတဲ့နှစ်ဖျားတစ်ပါးအဖြစ်နှုတ်ထလာခဲ့တယ်။သူကဆွမ်းအားကြီးလွန်းလို့အချိန်တွေနောက်ပြန်ဆုတ်နိုင်တယ်။တည်သွားတဲ့လူတွေကိုပြန်ရှင်အောင်လုပ်နိုင်တဲ့အထိ creation god ဖြစ်လာပါတယ်။ရှင်းရကနှစ်ဖျားမှာ The Evangelist ကိုချေမုန်းညင်းနဲ့ကဘာကြီးကိုဘလို့ပြန်လဲဖန်တီးမလဲလို့စဉ်းစားရတယ်ဗျ။ဒီကဘာကြီးမှာလူတွေကတရားမှာကိုအရန်ကြောက်ကြတယ်။အဲ့ဒီကြောက်ရွံ့စိတ် despair ကြောင့်မိတောက်တွေဖြစ်ပြီးကဘာကြီးကပျက်စီးတယ်။ဒါကြောင့်ကဘာကြီးကိုစီမင်းအသစ်တွေ concept အသစ်တွေနဲ့ပြန်လဲဖန်တီးမယ်ဆိုပြီးတော့ကဘာကြီးကို reset ချပလိုက်တယ်။ဒီနေရာမှာဆရာကြီး Atsushi Okubo ရဲ့ရင်သက်ရှုမောစရာအုံနှောက်မုံတိုင်းလာပြီဗျ။ရှင်းရဟာလူတွေကိုတရားမှကြောက်တဲ့စိတ်ကိုပျောက်သွားအောင်တေခြင်းတရားကိုချစ်စရာကောင်းပြီးလူသားဆန်တဲ့အရာအဖြစ်ပြောင်းလဲပြလိုက်တယ်။အဲ့ဒီအတွက်သူကတေခြင်းတရားကိုကိုစားပြုတဲ့ Shinigami Lord Death ဆိုတဲ့နှစ်ဖျားကိုဖန်တီးလိုက်တယ်ဗျ။ဟုတ်ပါတယ်တကယ်ကျွန်တော်တွေရှင်းရ reset လုပ်ပြီးဖန်တီးလိုက်တဲ့ကဘာအစ်စ်ကြီးကတော့တခြားမဟုတ်ပါဘူး။နာမည်ကျော် anime ဖြစ်တဲ့ Soul Eater ရဲ့ကဘာကြီးဖြစ်သွားတာပါပဲ။ဆိုလိုတာက Fire Force ဆိုတာ Soul Eater ရဲ့ prequel ဇာတ်လမ်းကြီးဖြစ်နေတာပါပဲ။ဇာတ်သိမ်းမှာ Soul Eater တွေကဇာတ်ကောင်တွေဖြစ်တဲ့ Makaso, Death the Kid တို့ရဲ့ငယ်ဘဝကလေးပုံစံတွေကိုလည်း anime ထဲမှာအတိအကျဖော်ပြသွားခဲ့တယ်ဗျ။ဒါကဇာတ်သိမ်းတစ်ခုကိုနှစ်ပေါင်းများစွာကြိုတင်စီစဉ်ပြီးပေါင်းဆက်ပြသွားတဲ့တမိုင်းဝင်ဇာတ်သိမ်းကြီးပါပဲဗျာ။ဒီကားကို rating ပေးရရင်တော့ studio ဖြစ်တဲ့ David Production ကို 9.5 out of 10အပြတ်တက်ပေးရမှာပါ။သူတို့ရဲ့ media effect တွေ Fire Force ရဲ့အသက်ဖြစ်တဲ့ sound design တွေ art design တွေကိုကြည့်ရင်ညမတဲတီတုံခါသွားစေတယ်ဗျ။ဇလန်းကလည်း manga အတိုင်းစာမျက်နှာမကြံကွက်တိအစအဆုံးစနစ်တကျအဆုံးသတ်ပေးသွားတာမှလို့ကားကောင်းတကားကိုအစအဆုံးအဝါကြီးကျင်တဲ့သူတွေအတွက် Fire Force ကလုံးဝလက်မလွတ်တဲ့ masterpiece အစစ်ကြီးပါပဲဗျာ။ကဲအချို့အပြင်ပြောရရင်တော့ Fire Force ရဲ့ဇာတ်သိမ်းဟာ Shonen လောကကိုအကြီးအကျယ်လှုပ်ခတ်သွားစေတာအမှန်ပဲဗျ။တကယ်ကျွန်တော်က Fire Force နဲ့ Soul Eater နဲ့ချိတ်ဆက်သွားတဲ့ဇာတ်သိမ်းကြီးကိုသဘောကျလာဗျ။ comment မှာဝင်ရောက်ဆွေးနွေးသွားပါဦးနော်။
ဒီဗီဒီယိုလေးကိုကြာရင်ကျွန်တော်တို့ Anison မြန်မာ page လေးကို like and subscribe လုပ်ပေးဖို့လည်းအထူးတောင်းဆိုပါတယ်ဗျာလာမယ့်တနင်္ဂနွေနေ့4 နာရီခွဲမှာလည်း Saga of Tanya the Evil ဗီဒီယိုလာဖို့ရှိလို့စောင့်ကြည့်ပေးပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်တတာ